ကဲဒီမှာဗျာနော်အခွန်ပြင်ဘယ်လိုလုပ်လဲတစ်ချက်ကြည့်ကြရအောင်ဗျာနော်မိတ်ဆွေတို့ကျွန်တော်လည်းဘယ်လိုလုပ်တာလဲဘ ഹു လူသားပြလာမေးကြတာကျွန်တော်အကောင့်ပါလေဒါကျွန်တော်တခြားတင်ထားတာတွေ့လို့ပြန်တင်ပေးတာနော်ဒီဗျာတွေ့မှာသူကြောက်ခွန်အမုံနဲ့တွားလိုက်စီနဲ့ကျွန်တော်ရောနေတယ်မှာကော်လေးတွေကတ်နေတယ်ဗျာကော်ရေကောတော့ဘယ်လိုကော်လဲမကြည့်ဗျာနော်ကော်အကောင့်နဲ့ရပဲဖြစ်မှာဗျာကျွန်တော်နော်မှာဗျာလုံးနေပြီသူကလုံးနေဗျာတော့လိုက်စီးနေရောပြီးတော့လုံးတဲ့ဘောရှိပါတယ်ဖီးလက်မြေမုံလားဖီးလက်မြေနဲ့တူတဲ့ကျွန်တော်တို့ကြောက်အခွန်အမုံပေါ့ဗျာနော်အဲ့လိုမျိုးပဲကျွန်တော်လုံးမဲ့တဲ့ဘောရှိတယ်ဗျာနော်အကြီးလိုပန်းလိုဖြစ်အောင်ပေါ့ဗျာအဓိကအဲ့ဒါရောပြီးတော့မှကတ်တော့အောင်လို့လုံးနေတဲ့ဘောပါပဲတဘာဝကြောက်မဟုတ်ဘူးဆိုတာတိတာတချို့တွေတော့တိတာတယ်ဗျာနော်ကြောက်လောကဒီထဲမှာကြာနေပြီဆိုရင်တော့တိတတ်တယ်ချိုးကြောက်လောကကြာတိဘူးဝင်ကားစားဆိုတော့ဒါထင်အောင်ထင်မှဖြစ်သွားနိုင်တယ်ပေါ့ဗျာအခုသူလုံးနေတယ်ဗျာကြည့်ကောရီတော်တုံးပြီးတော့မှခံနေတယ်မပွတ်နေတယ်သူဟာနဲ့သူတော့တော်ဟုတ်နေပွတ်တယ်ဗျာလုံးနေအဲ့ဒီအခွန်နဲ့အဲ့ဒီပါသူရဲ့သွားလိုက်စေးနေရတပြေးတဲ့နေတော့အောင်သူကပွတ်တာပို့ပြီးတော့မှမြုပ်သွားပြီဆိုရင်မှသူထင်အောင်ထင်မှဖြစ်အောင်လုပ်ပြီးတော့မှကျွန်တော်တို့အခွန်ပြင်ဖြစ်သွားပါဗျာနော်ကိုရီကတ်တယ်ဗျာမနော်ကိုတော်တုံးနေဗျာကိုနဲ့အခွန်နဲ့ရောပြီးတော့မှကြောက်မှကတ်တာပေါ့ဗျာကဲပုတ်တယ်ဗျာကြည့်အောင်ဘလို့ရလာထွက်မလဲနော်ကဲထွက်တော့ဗျာနော်ကဲအကြီးကြောက်ဗျာနော်အကြီးပန်းကြောက်ဖြစ်